Vincent Lee မှာကျွန်တော်တို့အတူရှိပုံတချင်းတွေအော်ဆိုခဲ့ကြပုံအန်ဂျယ်မင်းလီတွေနားထားတော့နည်းနည်းများပြင်းစရာဖြစ်နေမလားအခြားတစ်ဘက်ကကြည့်တော့လေကျွန်တော်တို့အားလုံးလွတ်မြောက်ရေးပေါ်လီလက်ဆက်သောပွဲများအားဘ ਹੁ မပြုတ်နိုင်သည့်တိုင်လေပြန်အထိကကလေးတွေရေးနိုင်သည်ဒီလိုပဲဆုံးသက်တိုက်ပွဲများမျောလင်ထားသလိုဖြစ်မဖြစ်အတွေးများစီစံတက်သွားဖို့အချိန်ရတာပါပဲဒါကြောင့်လေဒီယာဒီမှာဘယ်သူတွေချန်ပီယံလဲဆိုတာကိုဒေါသနဲ့ကိုအပြေရှာနေမိပြန်သည်ပါရီမာလူးစ်စင်နရစ်ပြောပါစီသားပဲဒါကလည်းအခြားအသင်းများထက်ပိုချစ်ခဲ့မျက်နှိုးခဲ့တာနှင့်မဆိုင်ပြင်သစ်လီဂူကျွန်းကြီးတစ်ခုလုံးကျွန်တော်တို့ငတ်ခွင့်ရှိတာဆိုလို့ PSG မှလွဲပြီးအခြားမမြင်ပါတန်ရုံးစင်ကမ်းခြေဟောင်းများစီကလိုင်ယွန်တွေမာဆေးတွေနှင့်လဲဇွတ်ကြီးခွဲထွက်မနေခြင်းပါသူတို့နှင့်စာလင်းအခု PSG နောက်ကတ်လိုက်နေသောလန်စ်ကလေးအားပေးတာမှကောင်းမလားမသိအဲဒီမှာ Crystal Palace မှအက်ဒဝတ်ကြီးဘိုးဝင်ခံနေတာကအရသာရှိနိုင်သေးသည်1999-98နောက်ပိုင်းဘိုးဆွဲခြင်းမရှိတော့သောအသင်းတစ်သင်းတရားသီစာထီးနှံရသွားတာနည်းနည်းတော့ပျော်စရာကောင်းပါပဲ PSG ကသူတို့ထက်တပွဲရော့ကစားထားပြီးတမတ်အသာရထားရုံလေးလွယ်မီတော့မထင်ပါဖြစ်လာရင်ကောင်းပါပဲဆိုတဲ့မိုးတိမ်ကလေးတွေပြေးလွှားနေကြတာမြင်ရယုံဖြင့်ကြည်နူးဖို့ကောင်းလေပြီလာလီဂါမှာတော့ထုံးစံတိုင်းပဲပေါ့ကွာဟိုနှစ်သင်းပဲဟိုနှစ်သင်းတွေကတသင်းယုံပြည့်ပြီပွဲခံပြီသို့တော့ဘယ်အသင်းပဲဘိုးဆွဲဆွဲလွမ်းလောက်အောင်လှနေပြီမဟုတ်ပါဒီယာဒီမှာဘာစီလိုနာရောရီရဲပါကျွန်တော်စီအရသာမရှိနောက်ဆုံးနေ့မှာချန်ပီယံဘာကာရီရွာထဲဝင်လာပြီဟေ့ဆိုလဲထင်သားပဲဟုတစ်ချက်တွေးပြီးကျွန်တော်ဆက်အိတ်နေပြစ်မိထင်းသည်စီရီမှာတော့ချီဘူးပဲဖြစ်ဖြစ်အယ်လီဂရီပဲဖြစ်ဖြစ်ပေါ့လေနာပိုလီကွန်တီကကြော်ဖြတ်သွားရမှာဖြစ်နိုင်တော့သည့်နောက်မှာတော့မီလန်နှစ်သင်းကတသင်းဆိုလင်ညင်းစရာမရှိပါဂျူဗီမဖြစ်လင်ရပါပြီကျွန်တော်တို့ပရီးမီးယားလိပြင်ပမှာပထမဆုံးဆွဲထင်ပြီးတော့အသင်းမှာဂျူဗင်တက်ဖြစ်သည်သို့တော်သူတို့ပုံရိပ်တွေကအလင်းပြတ်ခြင်းမရှိညစ်သေးပေကြံစွာသူတို့ဆွယူသွားပုံတွေကစီရီကိုဘွက်ပုံများနှင့်ပတ်ကျဲသလိုပင်ရှိစေသည်ဒီယာဒီမှာစပယ်လက်တီကြီးနှင့်စီးစင်းနေပုံကြီးကလည်းအဖြစ်ဆန်လွန်းလှသည်ပုံမဆွဲနိုင်သည့်တိုင်ကိုမိုနှင်းစီပန်းစည်းတွေပေးပို့ခဲ့သည့်ဖာရီဂတ်ကိုတော့တကယ်ပင်ကျေးဇူးတင်ပါသည်ဘိုနက်စီကရောဘာထူးလို့လဲဘိုင်ယန်နေမောပန်းစွာအိတ်ဆက်သွားရန်ဘယ်အသင်းဟာအဆက်မပြတ်ချစ်မှုပြုနိုင်ခဲ့လို့လဲအေးသူတို့ဟာဘိုင်ယန်ကိုအနီးဆုံးဖိအားပေးခဲ့သူတွေပေါ့ဆိုသည့်ဇွဲစုကိုရခဲ့ရင်ပဲကျင်းတတ်ဖို့ကောင်းနေပြီဒီနေ့ဆိုနီကိုကိုဗက်ရဲ့ဒေါ်မွန်ပေါ့ဒေါ်မွန်ပွဲတွေကြီးရတာမိုက်တော့မိုက်သားပဲသို့တော်မလုံလောက်ပါဂျာမနီမှာကရာသက်ပံဘိုင်ယန်ကြီးပါကွာဟုခေါင်းထိုးပေးစရန်သဘောတူညီချက်တွေရှိနေတယ်လို့ပဲလီဗာပူးစင်မဲကြီးရုတ်တရက်ထဖြစ်သွားခဲ့ပုံယာသီရုတစ်ခုအားသူတို့ကိုယ်တိုင်ပင်စိတ်လိုလက်ရရောင်းချဖျက်ဆီးပစ်လိုက်ကြပြန်သည်ကျွန်တော်ကဘိုင်ယန်မဲဘူဆွဲဦးမှာလားဆိုတာကိုအချစ်မုန်းကင်းစင်စွာလစ်လျူရှုနိုင်သည်သို့သောချစ်စွာသောဗင်းစင်ကော်မနီကြီးပြုလုပ်ထားမှုအစုစုကိုချန်ပီယံလိအမှုပညာမှာချဲရေးခွင့်ရစမ်းစေခြင်းသည်သူတို့လူစင်းသူတို့လိုချင်အကုန်ရနိုင်မှုသူတို့တိုက်စစ်အတောင်ပံတွေကဘိုနက်စီကာကိုလွှမ်းမိုးနိုင်အောင်များနှင့်မတန်သေးဘူးထင်သည်ဒါဖြင့်ဘယ်အထိလဲဘာကိုကင်မြောက်ပြနိုင်ဘူးလဲကျွန်တော်တို့အာစတန်ကပရီးမီးယားလိရရှိရေးပဲကာရာဘောင်းကိုမန်စီးတီးယူသွားတော့လဲကြာကွဲသွားသောကြွေရုပ်တရုပ်လိုနှမျောတတာခြင်းမဖြစ်မိပါ FA ဗလားဆိုကျင်းတတ်ဖို့ကောင်းသားသို့တော့ဒါလည်းပဲအဲ့ဒီလောက်ရေးမကြီးအဆုံးသက်ပြောကြကြေးဆိုချန်ပီယံလိကြီးစုပ်ယူပြီးသွားတော့ဂျာမြင့်စွာဥဆောင်ထားသောပရီးမီးယားလိကိုပြန်အန်ရမည်ဆိုလဲမတန်ဘူးထင်သည်လီဖလားရမှဒိုးဘဝငိမ့်ချမ်းအေးမြရမှာပါဆိုသည့်အာစတန်ဖန်တွေလမ်းပေါ်မှာအဖွေးသာဗင်းစင်ကုမ္ပဏီအတွက်ကြတော့ဒါပဲချန်ပီယံလိပဲထိုက်တန်သောရဲနာကမ်းပဲဆိုပါစို့ဖိုင်နယ်မှာအာစတန်ဘိုင်ယန်တွေးကြမည်ဆိုရင်တော့အချိန်မုံမပါသောယုံစားမှုမျိုးဖြင့်ဘိုင်ယန်ကိုသာရွေးခြင်းသည်ဒါကကျွန်တော်လျှက်စစ်စီးကြောင်းတွေကခံစားချက်များပါပဲဘိုင်ယန်လဲချန်ပီယံလိဘရင်ကိုကြော်ခြင်းမှကြော်မီအာစနယ်လဲဆီမီဖိုင်နယ်မှာဘာစရာနဲ့တွေ့ပြီးဂုတ်ဘိုင်ချန်ပီယံလိလှုပ်ချင်လှုပ်သွားရမှာပေါ့သို့တော်ဒီအချိန်ထိကိုတွေအတွေးမြင်မှာတော့ချန်ပီယံလိဟာဘိုင်ယန်ပဲဖြစ်သည်